မင်္ဂလာပါရှင် My Library Channel လေးကနေကြိုဆိုပါရစေဒီတစ်ခေါက်မှာတော့ကသွန်းပိုးစာရဲ့လေးမွန်ထွေးမွန်ပါဝင်တဲ့အဖော်ကွဲစာရဲ့ဂေါ်လွဲမှားတမ်းများဆိုတဲ့စာအုပ်လေးကိုဖတ်ပြပေးချင်ပါတယ် Subscribe လုပ်ရင် Subscribe လေးလုပ်သွားပေးဖို့တောင်းဆိုပါရစေနော်ပုဒ်တော့မင်းဖားခုံညင်းတွေကိုအကောင်လိုက်မျိုးလာသလားဖားမျိုးတာတွေဘာတွေမေးမနေနဲ့အနားကိုမြင်လာပြီးမြင်ဆန်းသက်မြင်ကုပြီးမြင်ပြောင်းအောင်လုပ်ပေးစမ်းပါမြင်တည်သွားမှဆိုးလို့နေတူတယ်ပုဒ်တော့အဲ့ဒီအတန်နဲ့ငါဘိုက်ပုံအခြေအနေကိုကြည့်ပါတော့တငယ်ချင်းလေးတွေအရန်ပွားနေတယ်ကွမင်းဘာတွေစားတယ်လဲဘာမှလည်းစားလို့မရဘူးလေးတွေကအရန်ပွားနေတော့ဘာမှလည်းမစားဘူးဒီပုံတိုင်းဆိုကြာရင်ငါကောက်ညင်းကြည့်တော့ဘော်ဒီကစပုတ်တန်ဘော်ဒီဖြစ်သွားလိမ့်မယ်မစိုးရိမ်ပါနဲ့ကွာပျောက်မယ်လားဒီယောဂနဲ့သွားမှာပဲကျေးဇူးတင်တယ်ဘာကွအာ sorry ဒီယောဂငါဆေးနဲ့တွေ့ရင်ပျောက်သွားမှာပဲလို့ပြောတာပါမင်းလက်ဖေးတောက်သလားအသိမတောက်ပါဘူးဦးတနေ့ကို80လောက်ကအနည်းဆုံးဟေးဇလန်းဒီလိုဦးရေဒီလိုဒါပဲလေစောစီလက်ဖေးဆိုင်ကနေတိုင်းကိုသွားနေရပဲလားတနေ့ကိုလက်ဖေးတစ်ခွက်လောက်တော့တောက်တင်တာပေါ့လက်ဖေးတစ်ခွက်ကို2ချက်5ပြား2ခွက်ဆို5ချက်ဒါမုံမပါသေးဘူးနင်တို့ဟာလက်ဖေးဘူးကနေတစ်လောက်150ဖြစ်နေပြီမဖြစ်ဘူးနင်တို့ကိုဒီတိုင်းလွတ်ထားလို့မဖြစ်ဘူးဒီနေ့ဒီချိန်ကစပြီးငါစားနေတဲ့ပဲပြုံးနဲ့ထမင်းကြော်ပဲစားရမယ်တောက်ချင်ရင်တစ်လားတစ်ခွက်ပဲတောက်ရမယ်ဒါပဲအဝါတောက်ချင်ရင်ငါလိုထမင်းရတောက်အားရှိရပြဿနာတော့ရှာပြီဒီပြဿနာလွဲပါတယ်ငါရှင်းမယ်ဒါဖြင့်သူမတို့ဒီလားအတွက်တောက်ရမယ်တစ်ခွက်ကိုဒီနေ့တောက်ခွင့်ပြုကောင်းပြီလေလေးပါလိုက်ခဲ့အေးလိုက်ခဲ့မယ်ဒါပေမဲ့ငါလက်ဖေးကြိုက်တဲ့ကောင်မဟုတ်ဘူးငါနဲ့လည်းမတည့်ဘူးပြီးတော့လက်ဖေးတောက်ရတာတိတ်နှမျောတယ်ဖြူနေညိုဝါပြားကဖေးဆိုင်တွင်အမွာတို့လာတဲ့ဟေ့ချိုးစိတ်တူးဖြော်ထားဟိုဦးရောတောက်မှလားဟာတေဟုတ်တေလှတေနဲ့တေချောလေးမတောက်ဘူးမသူလက်ဖေးရမကြိုက်ဘယ်တော့မှမကြိုက်ဘူးပြောလို့လေကြိုက်လို့တောက်မလို့နင်တို့နဲ့လိုက်လာတာပေါ့လေးနဲ့မတည့်ဘူးလေအိုးအစားဆိုတာကြိုက်ရင်တဲ့တာကြီးပဲလက်ဖေးတောက်ရင်နှမျောအရာဟိုတုန်းကအခုကြိုက်လာတော့မနှမျောတော့ဒီမှာညီမဦးကိုခွက်ကြီးနဲ့အပြည့်ဖြော်သိလားဒါနဲ့ရမလားဦးနည်းနည်းတော့သိနေတယ်ရပါတယ်လေအဲ့ဒါနဲ့အပြည့်တာဖြော်ခဲ့ကဲမပိုင်လားနောက်ဆိုငါတို့လက်ဖေးတနေ့တစ်ခွက်မကတောက်ရတော့မှာဒါတောင်ကောင်းတာထိုင်တာမမဝါပဲရှိသေးတယ်နောက်အလဲနဲ့ထိုင်မဲ့မမနီနီတို့မမညညတို့ကိုမတွေ့သေးလို့အေးဟာတွေ့ရင်တော့လေးဒီဆိုင်ကကိုထမှာမဟုတ်တော့အဲ့ဒါပဲဥယေအဲ့ဒီလိုသမီးတို့ကသူ့ကိုလက်ဖေးဆိုင်ခေါ်သွားပြီးကြတဲ့ကနေထွက်ကနေဝင်လက်ဖေးဆိုင်မှာထိုင်ပြီးအဲ့ဒီဆိုင်ကမမတွေကိုငန်းအစားမစားဘာမစားနဲ့လက်ဖေးပဲနင်းတောင်းနေတော့ယောဂဖြစ်ပြီးခုလိုဥစီရောက်လာတာပဲဥရဲ့မှန်းချင်တဲ့ငန်းကွက်မကြိုက်တာတော့အမှန်ပဲလေးဘယ်လဲစောစီဟိုလက်ဖေးဆိုင်သွားအောင်မလို့မလားအမှတ်ကိုမရှိဘူးဒါပဲနော်လေနာယောဂအခုမှပျောက်ကစားရှိသေးတယ်ဖြစ်လာရင်ဟိုလူမနေရဒီလူမနေရအေးပါဟာနင်တို့ကလည်းငါမတောက်ပါဘူးမုတ်ပဲစားမှာပါဟဲဥစားပျောက်လိုက်လားဥစားလာတယ်ဟေ့ခါတိုင်းလိုပဲတီးရှက်ဟိုဦးမတောက်သိပါတယ်ဥစားတစ်ခွက်ထဲမတောက်ပါဘူးနင်းစီမှာအနည်းဆုံး3ခွက်တောက်နေကြမတောက်ရင်နင်းစိတ်ကိုသိတယ်မဟုတ်လားဘာဒါထက်ဝါတယောက်ဝါလားနင်းကျူတီပြီးရင်ဝါလေဝါကျူတီပြီးရင်ညွကျူတီညွပြီးရင်ဖြူပြီးတော့ပြလေဒီလိုပဲနီတို့ညီမတွေတယောက်တစ်လက်စီဆိုင်ထိုင်ကြရတယ်ဥစားကလည်းတည့်ရတာနဲ့မေးနေတယ်ဟောပြောရင်ဆိုရင်ဝါလာပြီနီသွားရမယ်နော်နီအတွက်3ခွက်ပြည့်အောင်တောက်သွားနော်ဒါပဲမတောက်ဘူးဆိုရင်တော့နောက်နေ့ကျအတိပဲတောက်မှာပါဒီမှာကြည့်သွားဟောဥစားကြည်စံလက်ဖေးတောက်ပြီးပြီပေါ့လေဝကျူတီကိုတော့မဆောင်တော့ဘာရမလဲဝကိုခင်ရင်တော့အနည်းဆုံး4ခွက်လောက်တောက်မှဖြစ်မှာနော်တောက်မှာပေါ့ကွယ်ဝကိုဦးကအငန်းဆုံးဟုတ်ပါအခင်းဆုံးတောက်မယ်4ခွက်မကတောက်မယ်သိလားဒါမှပေါ့ဥစားအတွက်တီးရှယ်တိုင်ကီဟေးနောက်4ခွက်ကအစင်းတစ်ဖြော်ထားတိတ်ကြီးနူးစရာကောင်းတာပဲငါဘွားဟာဘာလေးနဲ့တူနေတယ်လဲဆိုတော့နီဝါဖြူပြအဆရှိတဲ့ပန်းရောင်စုံလေးတွေကြားမှာမြို့တူးပျော်ပါနေတဲ့ပရုံးကြီးကမနှိပ်ဘူးလိပ်ပြဟုတ်ပြီလိပ်ပြလေးနဲ့တူးနေပြီပျော်လိုက်တာအိုးဝါပြီးရင်ညိုလောင်းမှာပါလားညိုလေးကလည်းသူ့အချိန်မှမတောက်ရင်ကြိုက်မှာမဟုတ်ဘူးအိုးတောက်မယ်မင်းတို့အားလုံးအလိုကြတောက်မယ်ဂုံဂိလေနာထလာပြီ
အိုးလေနာထပြီးတေရွာပဲကြွကြွတောက်တယ်ကွာမင်းတို့အတွက်ဥချေဟာလေနာအရက်ကချစ်ဒါကပြပြအတွက်ဒါကညွညွအတွက်ဒါဖြူဖြူအတွက် great ဝေါအန်နာဇလိုင်းနဲ့အပြည့်ပဲဘလောက်တောင်ငမ်းပြီးဘလောက်တောင်တောက်လာတယ်လဲမသိဘူးလက်ဖေးဆိုင်ကတော့ဒီနေ့တော်တော်တွက်ချေကြိုက်သွားမှာပဲကိုတော့သတိရပြီလားဒီမှာကိုလူနောက်တစ်ခါအခုလိုအချိုးမျိုးချိုးလာမယ်ဆိုရင်တော့မင်းကငါမကုပေးတော့ဘူးနော်မင်းအာတူပါတော့လိုက်မပို့ဘူးကွာရှင်းပြီလားငါမှားပါတယ်တငယ်ချင်းရဲ့ကောင်မလေးတွေကိုငမ်းတာအေးအားနာလို့ခုလိုဖြစ်သွားတာပါနောက်ငါဘယ်တော့မှလက်ဖေးဆိုင်မသွားတော့လက်ဖေးလည်းမတောက်တော့မင်းစကားနဲ့မင်းမှတ်ထားနော်သမီးတို့ကလည်းသူ့ကိုအလစ်ကိုမပေးနဲ့တော့ဟုတ်ကဲ့ဦးသမီးတို့သူ့ကိုဘယ်တော့မှလက်ဖေးဆိုင်ပေးမသွားတော့အိုးလက်ဖေးဆိုင်တော့မသွားရတာကြာပါပကောဝါဝါတို့ပြပြတို့ကိုလွမ်းလိုက်တာလေးလေးလက်ဖေးဆိုင်မသွားအောင်စောင့်ကြည့်နေရတာနဲ့တို့လည်းဘယ်မှမသွားရအောင်ဒါထက်မမဝါဝါတို့ညီမတွေစိတ်ဝမ်းကွဲပြီးဆိုင်ခွဲတွေကိုစီနဲ့ဖြစ်ကုန်ကြပြီတဲ့အဲ့ဒါဒီနေ့သူတို့ဆိုင်တွေအတီးတီးဖွင့်ပွဲလုပ်ကြတယ်တို့ကိုလည်းဖိတ်ထားတယ်မသွားရင်လည်းမကောင်းအဲ့ဒါသွားမှဖြစ်မယ်သူတို့ညီမတွေကလည်းတနေ့တပြိုင်နဲ့ဖွင့်ပွဲလုပ်ကြရပဲလားညီမတွေဆိုပေမဲ့လောဘကဖက်လာတော့တယောက်ကိုတယောက်အကျော်မခံကြတော့ဘူးတောက်နေကြဖောက်တဲ့တွေကိုအပြိုင်ဆိုင်လူကုန်ကြပြီလေသူတို့ပြိုင်တာတို့အတွက်တော့ဒီနေ့ဖို့ဘိုက်စွန်းကြီးလောင်းတာပေါ့တဆိုင်စီလှည့်စားကြရမယ်ဒါပေမဲ့မမောက်ဝါတို့ဆိုင်တွေခွဲဖွင့်ပြီးတို့ကိုဖိတ်တဲ့အကြောင်းလေးလေးတော့သိလို့မဖြစ်ဘူးဟုတ်တယ်သိရင်ဘလို့မှထိန်ချုပ်လို့ရမှာမဟုတ်ဘူးလေးသူမတို့အပြင်သွားအောင်မယ်လက်ဖေးဆိုင်သွားဖို့တော့စိတ်တောင်မကူးနဲ့နော်အေးပါဟာငါဘာသာငါဆွေးစိတ်တူတိတ်လေးတယောက်တည်းဖြေးနေမယ်ဖြေးနေရကမဖြေးနိုင်ဖြစ်ပြီးစိတ်မထိန်နိုင်မယ်ထသွားမှခက်မယ်မဖြစ်ပါဘူးလေးကိုစိတ်မချအောင်ဟုတ်ပါစိတ်မချလဲတိုင်မှာကျိုးနဲ့ချီခဲ့ဟာချီမယ်တင်းနေအောင်ချီဟဲ့လောက်ပါလောက်ကြပါအိုးငါဝေကျွေးတဲလဲကြီးမပါလားဒါဆိုစိတ်ချရပြီလာသွားစုလက်ဖေးရည်ဆိုင်တသက်အနေထိုင်မှာစိုးလို့တဲ့လက်ချေတိုင်းမှာခိုင်နာတုတ်လို့ရဲ့အမေမင်းရက်စက်ကြလေခြင်းဗျဦးစားဟေးငါဒီမှာကွဘာတူလဲဝင်ခဲ့လေကျွန်တော်မက်နီနီဆိုင်ကပါမက်နီနီကဦးစားအတွက်လက်ဖေးရည်နဲ့စားတစောင်ပို့လိုက်လို့ပါဦးစားဘာလုပ်နေရလဲလကဘာသွားမလို့ကြင့်နေတာကွကဲငါအနားမှာထားခဲ့ကွာဦးစားမမဝါကလက်ဖေးရည်ရဲ့စားရဲ့လက်ဆောင်ပစ္စည်းရဲ့ပေးလိုက်တယ်လေးစာကြီးကျွန်တော်မမပြဆိုင်ကပါမမပြကစားရဲ့လက်ဖေးရည်ရဲ့လက်ဆောင်ပစ္စည်းရဲ့ပေးခိုင်းလိုက်လို့ပါမကြီးမငယ်နဲ့စော့လုံးလို့ကျိုးနဲ့တုတ်သွားရထင်တယ်ကျွန်တော်ကမမညိုဆိုင်ကပါဦးအတွက်လက်ဖေးရည်ရဲ့စားတစောင်ရဲ့လက်ဆောင်ပစ္စည်းရဲ့မမညိုကပေးခိုင်းလိုက်လို့ပါမမဖြူကဦးစာအတွက်လက်ဖေးရည်ရဲ့စားရဲ့လက်ဆောင်ရဲ့ပေးခိုင်းလိုက်လို့ပါအနုချမ်းများစီးသွားသလားအေးငါနားမှာထားခဲ့ကြကွာဘာတွေဘလို့ဖြစ်ကုန်ကြပါလဲစားရီအရင်ဖတ်ကြည့်ရမယ်သူတို့တွေစိတ်ဝမ်းကွဲကုန်ကြပြီးဆိုင်နေတယောက်တစ်ဆိုင်စီခွဲဖွင့်ကြတာကိုသူတို့ဆိုင်ဖွင့်ပွဲအတွက်ငါ့ကိုဖိတ်ကြတာပဲငါမလာတာနဲ့ငါစီအိမ်နိုင်ရောက်လာပို့ကြရှာတယ်စားရီထဲမှာလဲနောင်လက်ဖေးတောက်တဲ့အခါသူတို့ဆိုင်တွေမှာလာတောက်ကြဖို့အတိအအလူအရက်ခေါ်ကြရှာတယ်တောက်မှာပါကွယ်ဦးမင်းတို့အားလုံးကိုမျက်တအားပေးမှာပေါ့အိုးလက်ဆောင်တွေပါအလူရက်ပေးကြရှာတယ်ဦးမင်းတို့တိတ်တနာတာပဲကွယ်ဦးမင်းတို့လေးတွေရဲ့စေစနာကိုအတိမပြူတဲ့အနေနဲ့ခုမင်းတို့လေးတွေလာပို့ထားတဲ့လက်ဖေးရည်တွေကိုဦးဖြစ်ချင်ရဖြစ်မကုံအောင်ကိုတောက်ပစ်လိုက်မယ်ဂေးနင့်ဘာသာနဲ့ဂုံယုံမကလို့ဂွမ်ဂင်းမဲမီတောက်တယ်ကွာဝါလေးအတွက်ဖြူလေးအတွက်နီလေးအတွက်ဇလန်လေးကတော့ပြီးပါပြီရှင်